ဒီအခြေခံ၃ချက်ကိုသိထားလို့ရှိရင်မျိုးသားဝတ် style band နဲ့မျိုးသမီးဝတ် style band ကိုဖယ်ရှားလို့ရပါတယ်မျိုးသားဝတ် pants တွေကခါးနဲ့ဒီတင်နေမှာနည်းနည်းအပွားဖြစ်တဲ့ fit back ကိုသွားတာဖြစ်ပါတယ်မျိုးသမီးဝတ် pants တွေကကျတော့ဒီ body ရဲ့ shape ကိုပေါ်အောင်အတွက်ဒီခါးနဲ့တင်နေမှာနည်းနည်း fit ဖြစ်တဲ့ back ကိုသွားတာဖြစ်တဲ့အတွက်ခွဲရလွယ်ပါတယ်နံပါတ်1အနေနဲ့ကတော့အိတ်ကက်ဖြစ်ပါတယ်မျိုးသားဝတ်တွေကမျိုးသမီးဝတ်တွေနဲ့စားလို့ရှိရင်အိတ်ကက်ကနည်းနည်းလေးကြီးနေတာမျိုးတွေ့ရတတ်ပါတယ်နောက်ပြီးတော့ဒီအိတ်ကက်ရဲ့နက်ပေါ့နော်နက်ကမျိုးသမီးဝတ်တွေနဲ့စားလို့ရှိရင်မျိုးသားဝတ်တွေကနည်းနည်းလေးပိုနက်တာကိုတွေ့ရတတ်ပါတယ်နောက်ဆုံးတစ်ခုကကြတော့ဒီအိတ်ကက်တွေပို့ပြီးတော့များတယ်ပေါ့နော်မျိုးသားဝတ်တွေမှာဥပမာ jeans မှာပဲဖြစ်ဖြစ် style မှာပဲဖြစ်ဖြစ်မျိုးသမီးဝတ်တွေနဲ့စားလို့ရှိရင်အိတ်ကက်လေးတွေပို့ပြီးတော့များနေတာမျိုးတွေ့ရတတ်ပါတယ်နံပါတ်3ကတ်တင်မှာတော့အမျိုးသားဝတ်တွေကဒဲဘွားနဲ့ slip fit ဆိုပြီးတော့2မျိုးပဲရှိပါတယ်အားရေးဖို့အားဖြင့်ပေါ့နော်အမျိုးသမီးဝတ်တွေမှာတော့ဒီ white leg တွေရှိမယ်ပြီးရင်ဒီ flare band တွေရှိမယ် taper တွေရှိမယ် skinny တွေရှိမယ်ဒီလိုမျိုး body ပေါ်လိုက်ပြီးတော့ပြောင်းလဲသွားတဲ့ cutting တွေအမျိုးအစားတွေအမျိုးမျိုးရှိပါတယ်ဆိုတော့ဒီနေ့မျှဝေပေးသွားတဲ့အချက်တွေတွေကဒီ knowledge sharing တွေကတခုခုအသိပညာတခုရသွားတယ်ဆိုလို့ရှိရင် comment မှာ yes လို့မှတ်သွားလို့ရပါတယ်နောက်ထပ်လည်းဒီလို knowledge sharing တွေလုပ်ပေးသွားမှာမို့လို့ကျွန်တော်တို့ရဲ့ social media တွေကို like and follow လုပ်ထားဖို့တောင်းဆိုပါခင်ဗျာကျေးဇူးတင်ပါတယ်